တရားတော်ကိုမဟောကြားမီမဟာကရုဏာတစီမံလုပ်တော်သဖြင့်ပါရမီတော်နေမီကိုဒုနိုင်မမီဖြစ်စေတော်မူ၏ယောဂာဤအကျိုးလူသုံးပါးတို့၏အကျိုးစီးပွားအလို့သာဝိသွန်ပေါ်ပေါနိဗ္ဗာန်သို့ဆံဝင်တော်မူပြီးထတော်တပ္ပညုတဉာဏ်ရှင်တရားရှင်ဖြစ်တော်မူသောမြတ်စွာဘုရားကိုယူသည်စွာလက်ဆုံးမူ၍ချစ်ကိုကြရအောင်ဒုက္ကတံဒုက္ကတံသေတံကုသလံကုသလံဇာဟံအဘတံအဘတံတန္တံအတ္တလံအတ္တလံဇာတံတရဏံတရဏံလောကံအရဏံအရဏံကရံအဘယံအဘယံသာနံနာယကံနာယကံသမိဒုက္ကတံကောင်းသောစကားကိုလည်းဆိုတော်မူတတ်သောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့လည်းသွားတော်မူတတ်သောတိဋ္ဌာတုသဖြင့်စီမုံအားမြတ်တော်မူသောကုသလကုသလကုသိုလ်အားကုသိုလ်ကိုဇာဟံဆွတော်မူပြီးသောအဘတံတည်ခြင်းလည်းကျင့်တော်မူသောအဘတံမြတ်ရာနာနှင့်လည်းပြည့်စုံတော်မူပြီးသောတဏ္ဍာငြိမ်သက်စွာသာသောအသမတုလည်းမရှိသောအသမတုမရှိသောဘပုနိဗ္ဗာန်ကိုဒါဇံပြီးတော်မူတတ်သောတရဏံကိုဝေဟာလည်းဖြစ်တော်မူသောလောကံလောကကိုတရဏံတည်တော်မူတတ်သောအရဏံကိလေသာတိဟုသောမြူလည်းကျင့်စဉ်တော်မူပြီးသောအရဏံကိလေသာမြူဤကျင့်စဉ်ကိုကရံပြုတော်မူတတ်သောအဘယံပေလည်းမရှိသောအဘယံပေမရှိသောဌာနနိဗ္ဗာန်ယတုနာယကံဘုသံတော်မူတတ်သောနာယကံလူသုံးဦးတို့၏ဟူဖြစ်တော်မူသောမြတ်စွာဘုရားကိုအဟံတရားဟောတရားနာဟုပုဂ္ဂိုလ်သောတပည့်တော်၏နမိဓမ္မာမိကာယဝစီမနောချီမယေသုံးဒီသေရနာသုံးပြတော်ရသနာမဖြင့်တရားယုစုမသွေသူလျက်ရှိခိုးဥညွတ်ပါဤမြတ်စွာဘုရားမြတ်စွာဘုရားဒီတရားဟောဖို့ရဖြစ်ပေါ်လာရတဲ့အကြောင်းတစ်ခုရှိပါရဲ့ဒါကိုတော့တရား၌သက်ဝင်ကြည်ညိုကြကုန်သောသူတော်ကောင်းပေါင်းတို့သိစေခြင်းကဘုရားသနာမပြောရမှာကဒီနေ့တရက်9လ2002ခုနှစ်ဟာဘုရားရဲ့သက်တော်32နှစ်ပြည့်စေဖို့ခွန်လွန်ခဲ့ပြီးတော့32နှစ်ကာလတရက်9လ1990ခုနှစ်ကမွေးဖွားပြီးတဲ့အကြောင်းတရားကြောင့်သက်တော်32နှစ်ဆိုပြည့်မြောက်ခြင်းဆိုတဲ့အကျိုးတရားတစ်ခုဖြစ်ပေါ်လာတဲ့နေ့ကိုနေပြီးပြီးမွေးဖွားဆောက်ရှောက်မြတ်တာပြီးလို့ကြီးပြင်းလာခဲ့ရတဲ့အတွက်မိဘတို့ရဲ့ကျေးဇူးကိုသိတော်သူသိလျက်သတ်တော်သူဖြစ်သူမိမိကိုယ်ကိုပုဆောင်လိုတဲ့အတွက်ဒီတရားကိုဟောရတာဖြစ်တယ်။ဒီကုတ္တရပါဠိတော်ဓမ္မပိဋကဝတ်မှာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်ကြီးကိုနားကြည့်ကြရအောင်။ယဟန်တို့နှစ်ဦးသောသူတို့ရဲ့ကျေးဇူးကိုလွယ်ကူစွာတုံ့ပြန်နိုင်လေလို့ငါဘုရားဟောပါဘူး။အဘယ်ပုဂ္ဂိုလ်နှစ်ဦးလဲနေနေဆိုရင်ပေါ့မိခင်ဖခင်လို့ခေါ်တဲ့နှစ်ဦးသောပုဂ္ဂိုလ်တို့ကိုဆိုလိုပါတယ်။သာသမီဖြစ်တဲ့လူတွေအ
နှစ်တရာကာလပတ်လုံးအသက်ရှည်ပြီးတော့ပခုံးတစ်ဖက်မှာမိကိုစောင်းပခုံးတစ်ဖက်မှာအကိုစောင်းပြီးပြုစုလုပ်ကျွေးကြတယ်ထိုမိဘတို့အားအနတ်ဆက်ကင်းအောင်အမွေးတိုင်တွေပေးလို့အညောင်းညာပြောင်းနှိမ့်နေပေးလျက်ရေပူရေအေးတင့်လျော်ရာဖြင့်ချိုးပေးခြင်းခြေဆုပ်လက်နေပြုခြင်းဖြင့်ပြုစုလုပ်ကျွေးကြတယ်ဒီလိုခြေနေမျိုးမှာထိုမိဖတို့ကမိမိတို့အပေါ်မှာပဲသင်ကြီးတွေသင်ငယ်တွေစွန့်ကောင်းစွန့်နိုင်ကုန်ရတယ်စိတ္တယဟန်တို့ဤသို့ပင်ပြုစုပါတော်လေးအမိဖတို့အားကျေးဇူးပြုခြင်းကျေးဇူးတက်ပြန်ခြင်းမဖြစ်နိုင်သေးပါဘူးဒီတဲ့လွန်တော့လေသာသမီတွေကမဟာပထဝီမြေကြီးကိုအုပ်ချုပ်သိုးပိုင်တဲ့မင်းစည်းစိမ်ကိုမိဖတွေကိုတည်စေမယ်အုပ်ချုပ်မင်းလုပ်စေမယ်ဆိုကြပါလို့ဤကဲ့သို့ပြုတင်ပြုတော်များလဲမိဖတို့ရဲ့ကျေးဇူးကိုတက်ပြန်တည်မည်သေးပါဘူးလို့အလုံးစုံသိတော်မူတဲ့သဗ္ဗညုတဘုရားရှင်ဟောကြားတော်မူခဲ့ပါလေဒီလိုဖြစ်ရခြင်းဟာဒီကြောင့်ကြောင့်ပါလေတရားလို့အမေးရှိလာလေတော့ဘုရားရှင်ကစိတ္တယဟန်တို့မိဖတို့ဆိုတာသာသမီတို့အားများသောကျေးဇူးကိုပြုသူကြီးပွားလာအောင်ဆောက်ရှောက်ကြသူမွေးသွေးကြသူဤလောကကိုကြတတ်ကြသူတွေဖြစ်တဲ့အတွက်ကြောင့်ပါလေဘုရားရှင်မိတ်တော်မူပါလေဆက်ပြီးတော့ဘုရားရှင်ကမိဘတို့ရဲ့ကျေးဇူးကိုပြုနိုင်တုံ့ပြန်နိုင်တဲ့အလမ်းကိုညွှန်ပြပေးတော်မူလေဘယ်လိုညွှန်ပြပေးတယ်လဲဆိုရင်တရားတရားမရှိသေးတဲ့မိဘတွေတရားတရားရှိနေပြည့်စုံခြင်းကသုတ်တည်သေးမယ်သုတ်တည်သေးမယ်ကြည်သေးမယ်သီလမရှိတဲ့မိဘတွေကိုသီလနဲ့ပြည့်စုံခြင်းကသုတ်တည်သေးမယ်သုတ်ဝင်သေးမယ်ကြည်သေးမယ်ဝန်တိုခြင်းမစ္စရိယရှိကုန်တဲ့မိဘတွေကိုစွန့်သေးသေးကံခြင်းနဲ့ပြည့်စုံအောင်ပညာမဲ့တဲ့မိဘတွေကိုပညာနဲ့ပြည့်စုံခြင်းကသုတ်တည်စေမယ်သုတ်ဝင်စေမယ်ကြည်စေမယ်ဒီနေရာမှာပညာဆိုတာကဝိပဿနာပညာမဲ့ပညာကိုဆိုလိုပါတယ်ဤသို့သောပြုစုလို့ကျွေးခြင်းဖြစ်သာလေမိဖတို့အားကျေးဇူးပြုခြင်းကျေးဇူးတုံ့ပြန်ခြင်းဖြစ်နိုင်ပါလေလို့မြတ်ဗျာဟောတော်မူခဲ့ပါတယ်။ဒုရင်းကိုပြောမယ်ဆိုရင်သက်ရှိတဲ့မဲ့ကာမဝတ္ထုဆွေးဆွေးနဲ့မိညတွေကျေးဇူးလို့ကျွေးပါတော့လေရှိခဲ့ဘူးတဲ့မိဘတို့ရဲ့ကျေးဇူးကိုပြုတည်တုံ့ပြန်ခြင်းမိနိုင်သေးပါဘူး။ဒါပါတော့လေမိဘတို့ဆိုတာကသာသမီတို့အားများသောကျေးဇူးကိုပြုကြသူကြီးပွားလာအောင်ဆောက်ရှောက်ကြတဲ့သူတွေမွေးကြွေးကြတဲ့သူတွေဤလောကကိုစတင်ပြီးပြသကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ပဲဘုရားကြီးဟူသောနေမင်းလောကမှာပွင့်ချမ်းသာပါမှခဂနာနာသိရတယ်ဒါနကျင့်စဉ်သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်တွေကိုတစ်ဆင့်ပြီးတစ်ဆင့်ရှေ့သို့ဆက်လှမ်းပြီးတန်တရားခီးခဲ့ကြီးကိုကျော်လွန်လွန်မြောက်နိုင်အောင်ပါရမီဖြည့်စည်းခွင့်ကိုလက်ဝဲပိုင်ပိုင်ရရှိနိုင်ကြစေဖို့ပြုကြခြင်းဖြစ်တာမိဖတို့၏ကျေးဇူးကိုပြုတည်သက်ကြံသည်ဤတယ်လို့နားလည်သက်ဝင်ကြသည်ဖြစ်ပြီးတော့တရားနဲ့ကျေးဇူးသက်သူအဖြစ်သို့တက်လှမ်းနိုင်စေလိုတဲ့ခန္ဓာဥဒ္ဒမှာရှိနေပါလေဒီလိုကျေးဇူးသက်တဲ့နေရာမှာကျင်းကြောင်းတဲ့လောကအမြင်နဲ့ကျေးဇူးပြုခြင်းကျေးဇူးတုံ့ခြင်းမဖြစ်ကြစေပဲခြေကျက်တဲ့ဓမ္မအမြင်နဲ့ကျေးဇူးပြုနိုင်ကျေးဇူးတုံ့ပြန်နိုင်ကြစေဖို့နာကြည့်ကြအောင်နာမတကောယံဘိက္ခဝေသန္တာရောဘုဗ္ဗကောတိနပညာယတိ
ဝိသနိဝရဏနတတနတနာတယောသနာနတနာဝတန္တနရတံဘိက္ခဝေจิตာယံတုအယံတနာရောခန္ဓာအာယတနာတတုဤအစမပြတ်ဆက်ဆက်ဖြစ်ပေါ်၍နေရာယုတ်နန္တနာစေဟုကောတုအပ်သောဤသံဃာတိကနာမတကောဉာဏ်ဖြင့်သင်လျောက်၍တော်လီမသိအားမသိနိုင်သောအစာရှိပေ၏ဘုရားကောတိတတရားဤရှိဆုံးကိုနာပညာရဲ့သိမသိအားမသိနိုင်ပေအဝိဇ္ဇာနိဝရဏနာဝိဇ္ဇာနိဝရဏတရားသည်ဘေကုံကာတိအကုံသည်ဖြစ်၍တဏှာတယောသနာနတနာတိဟူသောတယောစဉ်ကျိုးကယပန္တောပွဲတာကုန်သည်ဖြစ်၍သန္တာဝတံထိုဘဝမှာဤဘဝမှာထိုဘဝသို့တပြောင်းပြန်ပြန်စင်လေသစာပြေးသွား၍နေကြရကုန်သောသန္တရတံတခုသောဘဝ၌လည်းပဲတက္ကာစင်လေသစာပြေးသွား၍နေကြရကုန်သောတတ္တနံတတဝါတို့ဤဘုရားကောတိတတရားဤရှိဆုံးကိုနာပညာရဲ့သိမသိအမသိနိုင်ပေจิตာယဟန်တို့ယုံနံတန်အစဉ်လို့ခေါ်ဆိုအပ်တဲ့ဤတတရားဟာဉာဏ်ဖြင့်သင်လျောက်၍တော်လည်းမသိအမသိနိုင်တဲ့သရှိတယ်တန်တရားရဲ့အရှိဆုံးကိုဉာဏ်ဖြင့်သင်လျောက်၍သိမယ်ဆိုရင်မသိအမသိနိုင်တဲ့သဘောရှိတယ်ဒီလိုဘာကြောင့်ဖြစ်ရလဲဝိဇ္ဇာနိဝရဏတရားပိတ်ခုံးကာစီခံထားရတဲ့တဏှာဆိုတဲ့တန်ရုံးစဉ်ကျိုးနဲ့ရစ်ပတ်လောင်ခွဲ့ခံထားရကုန်တဲ့တတ္တဝါတွေဟာဤဘဝကထိုဘဝမှဤဘဝသို့ကြောင်ပြန်ပြန်သင်လေဆက်သာပြေးသွားနေထိုင်ခဲ့ကြပါပြီအခုသောဘဝ၌လည်းသက္ခာတက္ကသင်လေဆက်သာပြေးသွားနေခဲ့ကြပါပြီဒီလိုသင်လေဆက်သာပြေးသွားနေခဲ့ကြတဲ့တတ္တဝါတွေရဲ့တန်တရားရဲ့ရှေ့ဆုံးကိုဉာဏ်ဖြင့်သင်လျောက်၍ကြည့်မယ်ဆိုရင်လည်းမသိအမသိနိုင်ပါဘူးဆိုပြီးတော့ဘုရားရှင်ဟောတော်မူပါလေ။သံဃာဆက်ဟောပြီးလေဒီလောက်ရှင်းလင်းလာတဲ့မသိအမသိနိုင်တဲ့အစရှိတဲ့တန်တရားကြီးတဲ့မှာအမိရဲ့လို့မတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်ကိုရှာမယ်ဆိုရင်ရလွယ်တဲ့သဘောမရှိပါဘူး။ရှင်းလင်းလာသွားတော့အစမစင်တဲ့တန်တရားကြီးမှာအဖရဲ့လို့မတော်ဘူးတဲ့သူညီကိုရဲ့လို့မတော်ဘူးတဲ့သူညီမနမအမရဲ့လို့မတော်ဘူးတဲ့သူသာသမီအဖြစ်နဲ့မတော်သက်ခဲ့ဘူးတဲ့သူတွေကိုရှာမယ်ဆိုရင်ရလွယ်တဲ့သဘောရှိပါဘူးဒါကြောင့်ဒီဘဝမှာအမိဖတော်သက်တဲ့သူတွေသာသမီအဖြစ်နဲ့ဝေကျွေဆောက်ရှောက်ခဲ့ရတဲ့သူတွေညီအကိုမောင်နှမအဖြစ်နဲ့တော်သက်ခွင့်ရသူမြတ်ကိုသာဒါကတော့ငါရဲ့မိပဲဒါကတော့ငါရဲ့အစီပဲဒီသူကတော့ငါသားပဲငါသမီးပဲစသည်ဖြင့်မြင်ကြခြင်းဟာလောကအမြင်ရမှန်တယ်လို့ပြောမှာဒါပေမဲ့ရှင်းမြောင်းတဲ့အမြင်နဲ့အသက်ရှင်နေတဲ့သူတွေလို့ဆိုရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲအစမတင်တန်ရာခီးမှာမတော်ခဲ့ဘူးတဲ့သူရဲ့လို့မရှိကြပါလားဆိုတဲ့ဒေသနာတော်ကိုသက်ဝင်ပြီးတော့အားလုံးအပေါ်မှာငါနဲ့အမိဖတော်ခဲ့ဘူးသူတွေပါလားသာသမီအဖြစ်နဲ့တော်ဆက်ခဲ့ဘူးသူတွေညီကိုမောင်နှမတော်ဆက်ခဲ့ဘူးသူတွေနဲ့အတူပြန်တွေ့ကြတာပါလားလို့ဉာဏ်ဖြင့်သင်ကြပြီးဤဘဝမိဖဆွေမျိုးတော်ဆက်သူတွေရဲ့ကျေးဇူးဘဝများစွာကမိဖဆွေမျိုးတို့ရဲ့ကျေးဇူးတွေကိုသိလျက်နဲ့ငါတို့ကြိုးစားကျေးဇူးပြုကြမယ်ကျေးဇူးပြုခံကြမယ်လို့အမြင်ကလေးတွေကြောင်းပြလိုက်တာသံသာဒါဆိုရင်စိတ်ဟာငြိမ်းချမ်းသွားတယ်ဒီတွေကိုချစ်ခင်တဲ့ဉာဏ်လုံးနဲ့ကြည့်တတ်လာတယ်အကျိုးဆောင်လို့တဲ့စိတ်တွေအကျိုးနဲ့မဖြစ်အောင်ဆောက်ရှောက်ပေးရမယ်ဆိုတဲ့အတိတရားတွေ
ဝေလောင်ကြမှာသိကြပါလေတူကိုတူမလိုမုန်းထားတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတာမိမိရဲ့အမိဖတော်ကဲ့လူသူတွေကိုပြစ်မှားနေတာပဲလို့နှလုံးသွင်းပြီးတော့စိတ်ခင်တဲ့မျက်လုံးနဲ့အစားထိုးပေးတာစမ်းပါတူဘောတူစစ်သွင်းနေကြတာဟာမိမိနဲ့တော်ဆက်ခင်ဘူးတဲ့မိဖတွေကိုငါတို့စစ်သွဲစော်ကားမိနေကြမှာပေါ့လားဒီလိုနှလုံးသွင်းမှုတွေကိုပြုပြင်ပြောင်းလဲပြီးတာစမ်းပါဒါကြောင့်ကျေးဇူးကြီးမားလာတဲ့မိနဲ့ဖကိုခြေတက်သောဓမ္မအမြင်နဲ့ဓမ္မဖြစ်ကျေးဇူးသက်ခြင်းကိုဖြစ်ရမယ့်သာရမီ10ပါးတရားဒေသနာတော်လို့အမည်ပေးထားပါတယ်ဓမ္မဖြစ်တန်တရားဝိဆင်းရဲဒုက္ခကိုကျော်လွန်လွန်မြောက်လိုတဲ့ဓမ္မဖြစ်ကျေးဇူးဆက်လိုတဲ့သူတို့ကိုနိဗ္ဗာန်သို့ကူးမြောက်ရောက်ရှိနိုင်တဲ့အထောက်အပံ့တရားဒေသနာတစ်ခုအဖြစ်နဲ့ဟောကြားတယ်လို့ဥပ္ပါနာနဲ့ထားလိုက်ကြပါဘုရားသစ္စေကဗုဒ္ဓသာဝကစတဲ့သူတော်ကောင်းတို့လေးကယူပြုဖြည့်ကျက်သွားခဲ့ကြတဲ့လမ်းယူလမ်းဟောင်းလမ်းဆန်လေးဖြစ်ပါလေကျေးဇူးကြီးမားလာတဲ့မိနဲ့ဖကိုဓမ္မနဲ့ကျေးဇူးပြုခြင်းကျေးဇူးတုံခြင်းကိုတနည်းပြောမယ်ဆိုရင်နိဗ္ဗာန်သို့သွားရန်လမ်းကိုညွှန်ပြပေးခြင်းလို့ဆိုရမှာဖြစ်တယ်နိဗ္ဗာန်သို့ကူးမြောက်ရောက်ရှိလိုတဲ့လူတိုင်းဖြစ်ဖြစ်ကြရပြီနိဗ္ဗာန်သို့ကူးမြောက်ရောက်ရှိသွားပြီးလူတိုင်းဖြစ်ဖြစ်သွားခဲ့ကြရတဲ့တရားကိုပြောပါဆိုရင်ပါရမီ10ပါးသာအဓိကဖြစ်တယ်လို့ပြောနေပါလေဒါကြောင့်လေလွန်ခဲ့တဲ့၄ သိန်းစီနဲ့ကဘာတသိန်းကာလဒီပင်ကရာမြတ်စွာဘုရားရှင်ဆရာတော်အရိတော်ရရှိပြီးတဲ့နောက်ဘုရားဖြစ်ဖို့ရပါရမီတော်တွေကိုဖြည့်ပြရမယ်ဆိုတာကိုသူ့မိသားရှင်ရဲ့သိရဲ့ဉာဏ်တော်မှထင်လာတယ်။အဲ့လိုထင်လာတဲ့အခါမှာပါရမီတော်တွေကိုဘယ်လိုဖြည့်ပြရမလဲဆိုတာကိုသင်ခြင်းသုံးသပ်ကြည့်တဲ့အခါမှာပါရမီတော်တွေကိုဖြည့်ပြရမယ်အစီအစဉ်ကိုဉာဏ်တော်ဝမှာရှင်းမြင်လာတာကိုမိမိကိုယ်တိုင်သိခဲ့တဲ့အတွက်ဒီသူမိသားရှင်ရဲ့သိဟာဒီပါရမီ10ပါးတွေကိုသင်အတိုင်းဖြစ်တယ်ဒီအစီအစဉ်ကိုပြန်ကြည့်မယ်ဆိုရင်ဘုရားဖြစ်ဖို့ရန်ပါရမီကိုဖြည့်ကျင့်တဲ့နေရာမှာရှေ့ဥစွာဒါနပါရမီကိုစောင့်ကြည့်ရမယ်ဒီလိုဉာဏ်ထဲမှာသင်လာတယ်ပြီးတော့မှသီလပါရမီနိက္ခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋ္ဌာဏပါရမီမေတ္တာပါရမီဥပေက္ခပါရမီတို့ကိုအစဉ်တိုင်းဖြည့်ကျင့်ရမယ်ဆိုတာလေဉာဏ်တော်မှာသင်လာတဲ့အစစ်တော့ဘုရားဖြစ်ဖို့ရန်ဒီအစီအစဉ်တိုင်းပဲစောင့်ကြည့်ဖြည့်ကျင့်ခဲ့တယ်လို့ဘုရားဖြစ်လာတဲ့အခါမှာလေဒီအစဉ်တိုင်းပဲပါရမီဖြည့်လိုတဲ့သူတော်ကောင်းတွေဖြည့်ကျင့်နိုင်တတ်စေဖို့ဟောတော်မူခဲ့တာဖြစ်တယ်ဒုက္ခခတ်သိမ်းငြိမ်းကြီးငြိမ်းအေးကြီးအေးရဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့ဘုံမာဘက်ကံကိုကုမြောက်ရောက်ရှိဖို့ဆိုတာကစောင့်ကြည့်ဖြည့်သိရတဲ့အကြောင်းအထောက်အပံ့တွေရှိပါလေဒီလိုစောင့်ကြည့်ဖြည့်သိရတဲ့အကြောင်းအထောက်အပံ့တွေကိုပြောပါဆိုရင်သမ္မာသမုဒ္ဒဘုရားရှင်လည်းပဲဒီပါရမီ10ပါးကိုအမွန်အစပြုပြီးတော့လေးတင်ခြင်းနဲ့ကဘာတသိအလင်းဆုံးဖြည့်ကျင့်ကြတာပါဖြစ်စေကဗုဒ္ဓဘုရားရှင်သူကလည်းဒီပါရမီ10ပါးကိုပဲအမွန်အစပြုပြီးနှစ်တင်ခြင်းနဲ့ကဘာတသိဖြည့်ကျင့်ကြတယ်ဧကသာဝကအလောင်းတော်တွေကတော့ဖြစ်တင်ခြင်းနဲ့ကဘာတသိဘာသာဝကတွေကကဘာတသိဒီပါရမီ10ပါးကိုဖြည့်ကျင့်ခဲ့ကြရတာပါသဂတိသာဝကအလောင်းများတွေကတော့ကဘာတရားကဘာတစ်ထောင်ဒီပါရမီ10ပါးကိုဖြည့်ကျင့်ရတယ်ဆိုပြီး
ကျေးဇူးတော်ရင်လေဒီဆရာတော်ဘုရားကြီးရဲ့ပါရမီဒီဂရီမှာပေါ်ပြထားတာဆက်ခဲ့ပြီးပါတယ်ဒါကြောင့်ဒီသံဃာဝတ်ဆင်းရဲဒုက္ခတို့အငြိမ်းကြီးငြိမ်းအေးကြီးအေးတော်မူတဲ့နိဗ္ဗာန်ကိုကုမြောက်ရောက်ရှိခြင်းဟာအလောင်းတော်သူမေသာရှင်ရင်ဖြည့်ကျင့်တော်မူခဲ့တဲ့အစီအစဉ်တိုင်းပါရမီတစ်ခုချင်းစီကိုဘယ်လိုဆောက်တည်ရမလဲဆိုတဲ့တရားတော်ရဲ့အနှစ်သာရကိုနားထောင်ကြအောင်ဘုရားလောင်းတော်သူမေသာရှင်ရင်ပြည့်ရန်တော်ဝမှာဒါနပါရမီကိုဥစွာဖြည့်ကျင့်ရမယ်လို့ထင်လာခဲ့ပါပါရမီ7ပါးမှာဒါနဟာသီလအားအထူးသဖြင့်ကျေးဇူးပြုပါတယ်သင်္ကိုယ်ကသီလမရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါသည်တောင်းရှင်ပြုတဲ့ဒါနလူရှင်ဖြစ်လာတော့ဒီလူဒါနကိုတောင်းပြုပြီးသီလကိုစောင့်ကြည့်ဖြစ်သွားတယ်ပါရမီ7ပါးထဲမှာဒါနကပြုအပ်လွယ်ဆုံးပါပဲသီလစောင့်ကြည့်ဖို့ရန်ခဲရင်သောလူပင်ဖြစ်ပါသည်ဒါနမှုပြုရန်လွယ်ကူတတ်တဲ့သဘောရှိတယ်ဒီတောင်းတကြောင့်လည်းရှင်ဥစွာဒါနကိုဟောတော်မူတယ်လို့ဟုတ်ပါဒါနပြုတဲ့နေရာမှာလောကီစည်းစိမ်ကိုတောင့်တပြီးပြုအပ်တဲ့ကုသိုလ်ဖြစ်နေဆိုရင်စည်းစိမ်ဥစ္စာရဲ့ပြည့်စုံခြင်းဘောဂတန်တတ်ရဲ့အကြောင်းဖြစ်သွားတယ်ဒါပေမဲ့ဤဒါနကုသိုလ်သည်အာတောတရား၄ပါးတို့၏ကုံရာနိဗ္ဗာန်သို့ရောက်ရှိကြောင်းဖြစ်ပါစေတည်းလို့သောက်ကြည့်မယ်ဖြစ်ဖြစ်မယ်ဆိုရင်တန်တရားဘုကိုနေစေတတ်တဲ့ကိလေသာတန်ရုံးစဉ်တရားတို့ရဲ့အာအဆန်းတို့ကိုချိုးချက်နှိမ်နှင်းပြီးတော့တန်တရားဘဝကိုတိုးစေသောအဖြစ်မဲ့ညာကိုညာရဲ့ဥပနိတ္တရလည်းဤကံစင်စစ်ဖြစ်သွားပါမဲ့ညာကိုညာမရမီကာလဘဝများစွာနိုင်မယ်ဤကဲ့သို့ပြုရတဲ့ဒါနကမုံမြတ်တန်ပြောတဲ့ဘောဂသံသတ္တိကိုလက်ဆောင်စေတတ်ပါလေတခါတည်းပေါ့လေဒါနမှုပြုတဲ့အခါမှာတုတ်တုတ်နေတတ်ကြတယ်ဒီလိုခါမျိုးမှာဘုရားလောင်းတော်တို့ဒါနပါရမီနဲ့ဆင်ခြင်ပုံကိုအတုယူကြစေချင်ပါလေမိမိတို့ဆန်းနိုင်တဲ့လောက်နဲ့ဖြည့်စုကြစေလို့လေဘုရားလောင်းတော်တွေဒါနမှုမှာဘယ်လိုနှလုံးသွင်းဆင်ခြင်ကြတယ်လဲကိုယ်ပိုင်တက်ရှိတတ်တဲ့ကာမဝတ္ထုစုစုတို့ကမြစ်ကတတ်မဲ့မဆွင့်ရသည့်စိတ်ရှိတဲ့တတ္တဝါတို့ကိုထိုထိုသောပစ္စည်းတွေဟာဝတ္ထုကာမတွေဖြစ်သည့်အားလျော်စွာအများတကာအာသာဆွဲသက်တောင်းတအပ်တဲ့ပစ္စည်းများသာဖြစ်ကြတဲ့အတွက်ယန္တုမျိုး၅ပါးတို့နဲ့ဆက်ဆံနေရတယ်ခိုက်ရန်ငြိမ်းခုံမှုရဲ့အကြောင်းရင်းသာဖြစ်တယ်။နိတ္တာရမရှိတဲ့ကာမဝတ္ထုတွေပဲလို့သင်မြင်ကြတယ်။ထိုပစ္စည်းတို့ကိုရရှိရေးစောင့်ခြင်းအတွက်သူတစ်သက်သားကိုနှင်းဆဲမှဖြစ်မယ်။အကျိုးရမယ်ဆိုရင်မျက်နာမထနှင်းဆဲရတဲ့ဒုက္ခတွေလည်းထိုပစ္စည်းတွေမှာရှိနေတယ်။ထိုပစ္စည်းဝတ္ထုတို့ပြည့်စည်သောအခါမှာလည်းတောကပိဒေဝစတဲ့ညာစွာသောဒုက္ခတွေကိုရောက်စေနိုင်တယ်။ထိုပစ္စည်းတို့မှာတက်မဲ့ခြင်းကိုကြောင်းကျူးပြီးမြစ်ရိယစိတ်ရှိသူတွေကိုအပေပုံတို့ကဲ့ရောက်စေနိုင်တဲ့အစရှိတဲ့ထိုပစ္စည်းဝတ္ထုတို့ရဲ့အထူးထူးအပြားပြားများစွာတဲ့ကျိုးမဲ့တွေကိုရက်ဆောင်တတ်ကုန်သောတကားဒီလိုသင်နေကြတယ်ထိုပစ္စည်းဝတ္ထုတို့ကိုစွန့်သေးလူရန်ပေးကမ်းခြင်းဒါနမှုတစ်ခုသာလျှင်ချမ်းသာကြောင်းဖြစ်နေသောတကားလို့သင်မြင်ပြီးတော့ဒါနမှုနဲ့မမေ့လျော့ခြင်းအပ္ပမာဒတရားကိုလက်ခံထားပြီးဒါနပါရမီကိုဘုရားလောင်းတော်ကြီးဖြစ်ကြတယ်။တနည်းအားဖြင့်အလူကံပုဂ္ဂိုလ်ကတောင်းခံလာတဲ့အခါဤသူကကိုယ်ရဲ့အတွက်လျှို့ဝှက်ရမယ်ဆက်သွယ်တောင်းဆိုရင်ပွင့်လင်းစွာပြောကြားလာရတာ
နောက်ပေါ်နဲ့လုံအကြောင်းဝင်သူဖြစ်ပါလေဆွတ်ပစ်သွားတဲ့နောက်ပစ္စည်းများကိုဓမ္မလွန်လောကသို့ပေါအောင်ဤနည်းဖြင့်ယူဆောင်၍သွားလေလောဤကောင်းဥပရိသကိုညွန်ပြသောသူပါတကားမိလောင်နေတဲ့အိမ်မှာကဲ့သို့သေခြင်းတရားဒီဟူသောဗရဏတိတကြီးကြီးတပြောင်ပြောင်လောကကြီးကိုတောက်လောင်နေရမှာထိုမိလောင်နေသောလောကဘုံတောင်ထဲကငါရဲ့ဥစ္စာပစ္စည်းတွေကိုမိဘလွတ်အောင်ထုတ်ဆောင်ကူညီပေးသောစေကမွန်ကြီးဖြစ်ပါစေတယ်လို့ဆင်ခြင်ပြီးတော့နိဗ္ဗာန်ရောက်ကြောင်းဒါနပါရမီတော်ကိုဖြစ်တင်တော်မူကြတယ်ဒုတိယပါရမီတွေကတော့သီလကိုရှင်းခံထားတဲ့ဒါနဖြစ်ပါမှအကျိုးများတဲ့အတွက်ဒါနရဲ့အချမ်းမဲ့ပါသီလကိုဟောတော်မူပါတယ်တေကံခြင်းကြီးဟူသောသူတစ်ပါးအားကြီးမြောက်ကြောင်းတရားကိုဟောကြားပြီးတဲ့နောက်မှာသူ့တက်ကိုတတ်ခြင်းစသည်မှရှောင်ကျဉ်ခြင်းဆိုတဲ့သီလပါရမီကိုဟောတော်မူပါတယ်ဒါနကပြုအပ်မှာကိုဖော်ပြတဲ့တရားဖြစ်တယ်သီလကမပြုမလို့ရှောင်ကျဉ်ရန်ကိုဖော်ပြတဲ့တရားသာဖြစ်ပါတယ်ဒါနကဘောဂတန်တတ္တိရဲ့အကြောင်းဖြစ်ပြီးတော့သီလကလူဘဝနတ်ဘဝလို့ခေါ်တဲ့ဘဝတန်တတ္တိရဲ့အကြောင်းလည်းဖြစ်တယ်သီလကိုဖြည့်ဆည်းဖို့ရန်စွန့်စွတ်နေမယ်စောင့်တည်ထားတဲ့သီလကိုချိုးဖျက်ဖို့ရန်မိမိကိုယ်ကိုမိမိတိုက်တွန်းအားပေးတဲ့ကဲ့သို့ဖြစ်လာတဲ့အခါမျိုးတွေမှာဘုရားလုံးတော်ကြီးပြီးသင်ခြင်းပုံကိုနှလုံးသွင်းပြီးတော့သွန်းနိုင်သလောက်ဖြည့်ဆည်းထားမှာဖြစ်တယ်သီလဆိုတာကဂင်္ဂာယေစသည်တို့ဖြင့်သေကြော၍မရနိုင်တဲ့ကိလေသာအညစ်အကြေးတွေကိုသေကြောသုတ်သင်နိုင်တဲ့ဓမ္မရည်ပင်ဖြစ်ပါသေးတယ်။တလဲပဲမဂိုက်နှတောင်းအစရှိတဲ့ပဂရိလူများ၏အစင်းတန်စာတို့နှင့်လာလာမြမဆက်ဆံတဲ့ပညာရှိတို့၏အစင်းတန်စာလည်းဖြစ်ပါသေးတယ်။ရက္ခသိမ်းတိုင်လိုက်သောကြောင့်ဘင်ကိုကပင်တန့်စင်ပြုပြင်ရခြင်းမရှိသည့်အခါခတ်သိမ်းလိမ့်သက်ဖို့ရန်ကြောက်ကံတင့်မြတ်သောနန္တာမျိုးလည်းဖြစ်ပါသေးတယ်။အမျိုးမြတ်သူလူတို့နှင့်တကွနတ်မြမာတို့ကပါတရားကိုရောပူဇော်ခံရခြင်းစသည့်အကျိုးကိုဆောင်ရွက်ဒေသတဲ့အတွက်ကြောင့်မြတ်သောမန္တန်ကြီးလည်းဖြစ်ပါသေးတယ်။သင်ကြရတယ်။ဤသူကသီလရှိတဲ့သူကောင်းတဲ့အဖြစ်သာရိတ္တရှိတဲ့သူလို့ပညာရှိတို့အချီးမွမ်းကိုခံရတဲ့အကြောင်းတရားတွေဖြစ်တယ်ဒုသီလပုဂ္ဂိုလ်တွေမှာကဲ့သို့နှလုံးသားရာစိတ်နည်းပင်မရှိနိုင်တော့တဲ့မရှိနိုင်သေးတဲ့အကြောင်းတရားတွေဖြစ်ပါလေသီလဟာနတ်ရောနိဗ္ဗာန်ချမ်းသာတို့ရဲ့အကြောင်းရင်းဖြစ်သည့်အားလျော်စွာပြတ်တတ်တဲ့ဆောင်ကျောင်းအိမ်စတဲ့နေရာဘုံဗိမာန်မင်းအိမ်ရှိမင်းဖြစ်သူကြီးစတဲ့ရာထူးဌာနန္တရအထူးတို့ထက်လည်းတာလွန်မြင့်မြတ်ပါပြီလေသီလသည်ဧကံစင်စစ်စီးပွားချမ်းသာကိုဗစ်ဆောင်ချက်ဓမ္မလွန်ဘဝတို့လည်းဆက်သက်မကွာလိုက်ပါတတ်တဲ့အတွက်ကြောင့်မိမိအပေါ်မှာကျိုးလူလားသူများဟုဆိုအပ်သည့်အနည်းနေသူဆွေမျိုးမိတ်သင်္ကဟတို့ထက်လည်းတာလွန်မြင့်မြတ်လာပြီလေလို့သီလရဲ့ညာသောဂုဏ်ကျေးဇူးနဲ့ပြည့်စုံမှုကိုသင်ကျင်တဲ့လူမှမပြည့်စုံသင်ကျင်သေးတဲ့သီလတွေပြည့်စုံသင်ကျင်လာမှမပြည့်စုံမသင်ကျင်သေးတဲ့သီလတွေပြည့်စုံအောင်သုတ်တည်လာမှဖြစ်တယ်သီလမရှိဘဲဒါနကိုပြုမယ်ဆိုရင်လူဘဝနတ်ဘဝဆိုတဲ့ဘဝတန်တတ်ကြည့်ကိုရရင်နိဗ္ဗာန်သို့ကူးမြောက်ရောက်ရှိရင်းမှာမြေတို့မှမဖြစ်နိုင်တော့ဘူး။ဒါကြောင့်ဒါနပြီးတော့ဒါနတဲ့ပိုပြီးအားကိုးထိုက်တဲ့ပါရမီကိုဆိုခြင်းဖြစ်တယ်။သီလကိုမြဲမြံစွာသုတ်ကြည်တဲ့ပုဂ္ဂိုလ်ဟာဒေကင်းကြောင့်အမြတ်ဒါနကြီးကိုပြုနေတဲ့ပုဂ္ဂိုလ်ပါပဲ။ဒါကြောင့်လေဘာမှသီလကိုသုတ်ကြည်တဲ့အခါပေါ့
ဘာနာတိပါဒဝေရမဏိသိက္ခာပဒံသမာရိယာမိသူတက်ကိုတတ်ခြင်းမှရှောင်ခြင်းပါ၏ဒီလိုပါဏာတိပါဒကံကိုထုတ်ထင်းလိုက်တဲ့အတွက်ကြောင့်မိမိကိုပြီးပြီးတော့တတ္တဝါတွေမှာအသက်ရဲ့ဆန္ဒခြင်းမိမိအသက်ခံရမယ်ဆိုတာကိုသိနေတဲ့ကာလမှာတောင်းရထိတ်လိုက်ခြင်းစတဲ့ဘေးတွေကိုငြိမ်းအေးစေနိုင်တဲ့အတွက်ကြောင့်ဒီလိုပါဏာတိပါဒမှုကိုမပြုတ်ပဲရှောင်ကျဉ်လိုက်တဲ့အိက္ခာပုဂ္ဂိုလ်သုတ်ကြည်ခြင်းဒီပဲဒေကိကြောင့်အဗျာဒါနကြီးကိုပေးလူနေတာမဟုတ်လားသိဟုတ်တယ်နော်နောက်ဒုတိယသီလသိက္ခာပုဂ္ဂိုလ်အာဇိနာဒါနဝေရမဏိသိက္ခာပဒံသမာရိယာမိသူဥစ္စာကိုခိုးယူခြင်းမှရှောင်ကျဉ်ပါ၏သူဥစ္စာကိုခိုးယူခြင်းလို့ခေါ်တဲ့အဇိနာဒါနမှုကိုမိမိကရှောင်ကျဉ်လိုက်ပြီဒီလိုရှောင်ကျဉ်လိုက်တဲ့အကြောင်းတရားကြောင့်မိမိကိုမှီပြီးတော့ပစ္စည်းအခိုးခံရမယ်လူတွေမှာပူဆွေးတော့ကရရချင်းသေးစိတ်နှလုံးမသားမရာဖြစ်ရခြင်းတကြောင်တကြကြနဲ့ဖြစ်ရခြင်းဆိုတဲ့ဘေးတွေကိုကင်းဝေးစေလို့ဘေးကင်းကြောင့်အဗျာဒါနကြီးကိုအမြဲသိယူပြီးရနေတာနဲ့သိကြတယ်နောက်တတိယသီလသိက္ခာပုဂ္ဂိုလ်ကာမေတုမိစ္ဆာသာရဝေရမဏိသိက္ခာပဒံသမာရိယာမိကာမဂုဏ်တို့၌မှားယွင်းခြင်းကိုရှောင်ကျဉ်ပါ၏ကာမဂုဏ်တို့မှာမှားယွင်းတတ်တဲ့ကာမေတုမိစ္ဆာသာရကံကိုရှောင်ကျဉ်လိုက်တဲ့အတွက်ကြောင့်မိမိပေါ်ပြီးတော့ဖြစ်ပေါ်လာမယ့်လောကအလယ်မှာမိမိကြောင့်ရှစ်တကွဲ့အကျိုးနဲ့ဖြစ်ပြီးတော့မျက်နာမဖော်ဖို့အောင်ကဲ့ရဲ့သင်ခံရမယ်ဘေးလောကမှာတန်ဖိုးခဲ့တဲ့ပုဂ္ဂိုလ်တယောက်မဖြစ်စေရင်းကိုကာကွယ်ပေးနိုင်တဲ့မိမိကိုပြီးတော့ဆင်းရဲခြင်းတွေကိုမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့မိမိကိုပြီးတော့သံသာမှုကိုဖြစ်စေနိုင်တဲ့ဒီသောက်သိမှုကြီးဟာမိမိကိုပြီးဖြစ်ပေါ်လာတဲ့ဘေးတွေကိုကင်းစေကြောင်းအဗျာဒါနကြီးမဖြစ်ဘူးလားဖြစ်တယ်နော်ဒါကြောင့်ဒီလိုကာမိတုမိစ္ဆာသာရကံကိုရှောင်ကျဉ်ခြင်းဟာမိမိကြောင့်ဖြစ်ပေါ်လာတဲ့ဘေးဆိုးကြီးတွေကိုဘေးကင်းအောင်တူတန်းပေးတဲ့ဘေးကင်းကြောင့်အဗျာဒါနကြီးတွေဖြစ်တယ်မုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာရိယာမိမုဒ္ဒစကားဆိုတဲ့လိညာပြောဆိုခြင်းမှရှောင်ကျဉ်ပါ၏မိမိရဲ့မုဒ္ဒစကားကြောင့်ဖြစ်ပေါ်လာတဲ့အဖြစ်တွေကိုမိမိသူတော်ဘာဥဒါလည်းဥဒ္ဒထိမ့်သိမ့်ပြီးဖြစ်လို့ဘေးကင်းကြောင့်အဗျာဒါနကြီးဖြစ်တယ်နောက်ဆုံးသိက္ခာပုဂ္ဂိုလ်ဒုရာမေရာယမိသဗ္ဗမတ္တနာဝေရမဏိသိက္ခာဝရံသမာရိယာမိတေယေမူယေစေဝါတို့ကိုသောက်သုံးခြင်းမှရှောင်ကျဉ်ပါ၏ဒီလိုမူယေမြင့်လျော့စေတတ်တဲ့သေရသေးရဲ့မူယေစေဝါတို့ကိုမသောက်သုံးခြင်းမြင့်လျော့မူယေတတိကင်းမဲ့ခြင်းနောက်ဆွေမှာဖြစ်ပေါ်လာမယ့်ရက်စက်မှုတွေဟုတ်လဲဟုတ်ပြန်မှားယွင်းမှုတွေကိုဒီလိုရှောင်ကျဉ်လိုက်ခြင်းကြီးဟူသောအကြောင်းကြောင့်မဖြစ်စေတော့တာမို့ဘေးကင်းကြောင်းအဗျာဒါနကြီးကိုမိမိတို့ကပေးလူနေတာရောက်နေပါလေဒါကြောင့်
ဒါနမှုပြုဖို့ရန်အတွက်မိမိတို့မှာသီဝဥစ္စာတွေကိုရှာဖွေတတ်ရသေးတယ်ဒါနနဲ့သီလကိုရှင်ပြီးတော့ပြောမယ်ဆိုရင်ဒါနတဲ့သီလကပိုးပြီးတော့ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့အကျိုးကိုပေးစွမ်းနိုင်ပါလေဒီသီလမှုကိုစောင့်သိခြင်းမှာပဲတတ္တဝါတွေကိုအမြဲတမ်းချမ်းသာခြင်းကိုပေးနိုင်တဲ့မိမိကြောင့်ဘေးတရားတွေမဖြစ်စေနိုင်တဲ့အဗျဒါနကြီးကိုလည်းသီလကိုစောင့်သိခြင်းနဲ့အတူတဘာတဲ့ရရှိသွားနိုင်တဲ့ဒီသီလပါရမီတော်ကြီးကိုဗဟိတဘယ်ပစ္စည်းဥစ္စာမှအသုံးပြုစရာရှားဖွေစရာမလိုပဲနဲ့စောင့်သိနိုင်ကြတဲ့အတွက်ကြောင့်ဒီသီလပါရမီကိုကြိုးစားပြီးဖြည့်တင်ကြဖို့မကောင်းဘူးလားသိကောင်းတယ်ဒီသီလပါရမီကြီးတဲ့အခါမှာညကမအခြေခံထားတဲ့သီလကကြိုးကြည့်ပါလေညကမဆိုတာကတောဆက်ဉာဏ်ပြုခြင်းအဝိအပါဖြတ်မြောက်ခြင်းတတ်တဲ့ဘွယ်ကုသမြအားလုံးမှာဖြတ်မြောက်ခြင်းလို့နေရပါတယ်ဒါနမှုသီလမှုမှန်သမျှဟာနိခမတတ်နဲ့ဆံရန်ထားပါမှအကျိုးကြီးနိုင်ပါရမီဖြစ်နိုင်ပါလေမိမိဒါနပြုတဲ့မိမိလူတန်းတဲ့ပစ္စည်းအပေါ်မှာတက်မဲ့နေမယ်ဒါဆိုရင်လူတန်းဖြစ်ဖို့ခက်ပါတယ်လူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာကိုလိုလားတဲ့တတ်မှတ်မှုရှိနေတဲ့စိတ်နဲ့လူတန်းနေတတ်တယ်ဆိုရင်နိကမမဆံရန်ထားတဲ့အတွက်မြင့်မြတ်တဲ့အကျိုးတရားကိုရလို့ခက်သွားတယ်မိမိလူတန်းတဲ့ပစ္စည်းဝတ္ထုအပေါ်မှာတွေ့တာတက်မဲ့ခြင်းမှဖြတ်မြောက်ဆွလူနိုင်တယ်ဘုံဘဝချမ်းသာကိုလိုလားတတ်တဲ့တဏှာဆန္ဒကိုချိုးနေပြီးနိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့တာလေးဖြစ်ပါစေဆိုတဲ့ဆန္ဒတတ်နဲ့လူတန်းကြပြီဆိုရင်နိကမတဆံရန်ထားတာကိုမိမိရဲ့အကျိုးစီးပွားကိုပြီးပြီးစေဖို့ဖြစ်သွားတယ်သီလစောင့်တည်မှုကိုပြုတယ်သီလကြောင့်ဘုံဘဝကောင်းကောင်းမှဖြစ်စေနိုင်တဲ့တတ္တိကရှိပြီးသားသီလသည်လူဘုံနဲ့ရွာကိုရရှိစေနိုင်တဲ့အကြောင်းတရားဖြစ်ပြီးသားဒါနမှုနဲ့ဘောဂသံပတ္တိကိုပြီးပြီးပြည့်စုံစေနိုင်ပြီသီလမှုနဲ့ဘဝသံပတ္တိကိုပြီးပြီးပြည့်စုံနိုင်ပါလေဆိုတော့လေဒီဒါနသီလကိုသင်သုံးဆောက်တည်နေခြင်းမှာဘောဂသံပတ္တိဘဝသံပတ္တိတွေကိုတက်မဲ့ဆဲလန်းတဲ့စိတ်ထားကိုချိုးဖျက်ပြီးတော့တက်မဲ့မှုမှချမ်းမြောက်ကြောင်းဖြစ်တဲ့နိခမတန်းနဲ့ဆောက်တည်သင်သုံးကြမယ်ဆိုရင်အကျိုးကြီးမှာမိမိရဲ့စီးပွားကိုတကယ်ပြုတတ်သူလို့ခေါ်ရမှာဖြစ်တယ်နိခမတဆံရန်ပြီးဒါနသီလကိုစောင့်တည်ကြတဲ့အလုပ်ကိုမြင့်မြတ်သူရဲ့အလုပ်လို့ဆိုရပါတယ်ဒီဉာဏ်ရှိသူတို့ရဲ့ရှေ့သိမှုလို့လည်းပြောနိုင်ပါလေပညာဉာဏ်မရှိသူတွေကလောကအမြင်လောက်နဲ့ကြည့်ပြီးပြောဆိုကြသုံးချက်တတ်ကြတယ်လူရန်ကျင်ပါပဲဖြစ်စေသီလစောင့်တည်ခြင်းပါပဲဖြစ်စေတကယ်ဖြစ်တဲ့ကြပြီးဆိုရင်သက်ရှိသက်မဲ့ကာမဝတ္ထုတွေကိုသာမကပဲမိမိမှာသင်ရှားရှိနေတဲ့တဏှာဆန္ဒတွေကိုကျိုးနေပြီးဆွတ်လွတ်ခြင်းရဲ့အကျိုးတက်မဲ့ခြင်းမဆွတ်လွတ်နိုင်ခြင်းရဲ့အကျိုးမဲ့တွေကိုသိနိုင်မြင်နိုင်တဲ့သင်မြင်နိုင်တဲ့ဉာဏ်ပညာရှိလို့သာစောင့်တည်နိုင်တဲ့ဖြစ်ဖြစ်နိုင်ကြတာဒါနသီလနိခမကုသိုလ်ကိုဖြစ်ဖြစ်စည်းမှုတဲ့နေရာမှာဒါနမှုသီလမှုနိခမကုသိုလ်ရဲ့အကျိုးကြီးပုံကိုသိနိုင်တဲ့ဉာဏ်နားလည်နိုင်တဲ့ဉာဏ်ပညာရှိပါမှစောင့်တည်ခွင့်စိတ်သုံးခွင့်ဟာတကယ်ဖြစ်ပါလေဒါကြောင့်ဒါနသီလနိခမပါရမီတို့ကိုဖြစ်ဖြစ်ရမှာပညာပါရမီနဲ့ဉာဏ်ညာလိုက်ပါမှခိုင်ခန့်တဲ့သဘောရှိလာတယ်နောက်ပြီးဒါနမှုသီလမှုနိခမကုသိုလ်ကိုဖြစ်ဖြစ်နိုင်ရင်ဖြစ်ဖြစ်နိုင်တယ်လို့ကြီးမားတဲ့အကျိုးရှိမှုကိုပညာဖြင့်သင်္ကြန်တက်ဝင်သိမြင်ပြီးတဲ့နောက်ဒီဒါနသီလနိခမပညာတို့ကိုမဖြစ်မနေမလျော့တမ်းရဲရင်သောဝိရိယနဲ့ငါတို့ကြိုးစားမယ်ဆိုတဲ့ရဲရင်သူတို့ရဲ့အလုံးကိုခေါ်နိုင်တဲ့ဝ
ဝိရိယနဲ့ခြံညာလိုက်ပါမှအကျိုးပြီးပြီးနေနိုင်ပါလေဒါကြောင့်ဒါနသီလနိကမပညာရဲ့နောက်ဆောင်ဝိရိယကိုဟောတော်မူခြင်းဖြစ်တယ်ဒီနေရာမှာဝိရိယထုတ်ရင်ထုတ်တယ်လို့သင်္ကန်းမှုရှိတယ်ဆင်းရဲမှုတွေရှိတယ်အဲ့ဒီအခါမှာပညာဖြင့်သင်သင်ပြီးသိရှိထားတဲ့အကျိုးရှိမှုကိုသက်ဝင်ပြီးလုံးဝဝိရိယစိတ်ထုတ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့သင်္ကန်းဆင်းရဲမှုတွေကိုသိခံနိုင်ပါမှမိမိရဲ့အကျိုးစီးပွားကိုပြီးစီးနိုင်မယ်ဆိုတဲ့သဘောကိုပညာဖြင့်သက်ဝင်ပြီးခန္ဒီပါရမီနဲ့ဉာဏ်ချင်းကိုပေးလိုက်ပါမှရှိကပါရမီတွေကိုဖြစ်ထွန်းအကျိုးပြီးစေဖို့စင့်တန်ခံဆောက်တည်နိုင်ပါရဲ့ဝိရိယလွန်လာပြီးဆိုရင်ဥဒိစ္စဖြစ်တတ်တဲ့အတွက်ကြောင့်ဝိရိယလွန်ခြင်းကြောင့်ဖြစ်ပေါ်လာမိဥဒိစ္စအဖြစ်ကိုပေနိုင်ကြောင်းသိခံခြင်းခံဒီတရားကိုဟောတော်မူခြင်းဖြစ်တယ်သိခံနိုင်ခြင်းကြောင့်ခပ်သိမ်းသောဂုဏ်ကျေးဇူးတို့ရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်အမျက်ဒေါသကိုမှုနဲ့ပယ်ဖြတ်တတ်တဲ့အတွက်ဂုဏ်ကျေးဇူးကိုပြည့်စုံစေခြင်းနဲ့သူတို့ကောင်းတို့မဖြစ်စည်းနိုင်သည့်သူတို့ကောင်းတို့ရဲ့လက်နဲ့ကောင်းခြင်းဖြစ်ပါလေအမျက်သက်ခြင်းကောရမိကိုငြိမ်းအေးစေတတ်တဲ့ဒီအလင်းလည်းဖြစ်ပါလေရုပ်မာတဲ့သူတို့၏ယုံရင်းတန်တန်တဲ့စကားကြီးဟူသောစိတ်ကိုငြိမ်းအောင်ကျွတ်တတ်တဲ့လန်တန်ကောင်းစိတ်ကောင်းကြီးလည်းဖြစ်ပါလေနဲ့တဲ့အတ္တရဓာတ်ကိုပွားစီစေတတ်တဲ့တရားဖြစ်လို့သမုဒ္ဒရာနဲ့လည်းတူပါပေတယ်ဒေါသသမုဒ္ဒရာတိုင်းတစ်ခုတို့ရဲ့အဆုံးသတ်ရာစိတ်ကမ်းလည်းဖြစ်ပါပေတယ်အပေရကားကိုပိတ်ဆို့ကြောင်းတကယ်ရဲ့ကြီးလည်းဖြစ်ပါပေတယ်နတ်ပြည်ဗမာပြည်တို့တက်ရောက်ကြောင်းတောင်းတန်းကြီးလည်းဖြစ်ပါပေတယ်ခတ်သိမ်းသောဂုဏ်ကျေးဇူးတို့၏သို့အုပ်နေထိုင်ရာဂုဏ်ဆောင်ကြီးလည်းဖြစ်ပါပေတယ်အလုံးမုံမြတ်လှတဲ့ကိုယ်နှုတ်နှလုံးတို့၏သင်္ကြန်ခြင်းလည်းဖြစ်ပါပေတယ်ဒီခံခြင်းခံဒီတရားရှိခြင်းရဲ့ဂုဏ်ကျေးဇူးတွေကိုသုတ်နေပြီးဒေတိစွာနေထိုင်ရတဲ့တရားကောင်းကိုဖြစ်စေနိုင်တတ်စေဖို့ပြောပါလေဝိသုတက္ကသိုလ်တက်ဆံကဆက်ခဲ့ရဘူးတဲ့အကြောင်းလေးတစ်ခုရှိတယ်ရှင်းမွန်ခြင်းဟာလက်ခံဖို့ရစစ်သက်စရာကောင်းသလားရင့်ကျက်မှုကိုမဖြစ်စေနိုင်ဘူးဒါရဲ့ဆန့်ကျင်ဘက်နေတယ်ကဲ့ရဲ့ခြင်းဟာလက်ခံဖို့ရစစ်သက်စရာမကောင်းနေတော်ညာလဲရင့်ကျက်မှုကိုဖြစ်စေလို့ကြိုးထိုက်ပါလေမမှန်ဘူးလားမှန်တယ်သိမှန်တယ်နော်ဒါကြောင့်သူတို့ဘာလို့ပြင်းမှားခြင်းမရှိခဲ့ဘူးဆိုရင်ငါအားဘယ်မှာခန္ဒီပါရမီနဲ့ပြည့်စုံတဲ့ခန္ဒီထိုသူဤပြစ်မှားမှုဒီပင်လေငါအခုဒီခံခြင်းခန္ဒီတရားဤအတောင်းဖြစ်တဲ့အတွက်ကြောင့်ထိုသူကငါအပေါ်မှာကျေးဇူးပြုသူကျေးဇူးပြုခြင်းဒီလေဒီလိုအသိဉာဏ်ဘုဒ္ဓရှိဖို့နှလုံးသွင်းတတ်ဖို့လိုတယ်ဒုက္ခမှာလူသားတွေဟာမိမိအပေါ်မှာတနည်းမဟုတ်တနည်းနဲ့ကျေးဇူးပြုနေကြတာပါမြင်တတ်ဖို့သာလုံနေတာပါသိခံခြင်းဟာသစ္စာကိုမြင်သိတဲ့ပညာရှိဘာမှအရှင်းတစ်ဖြစ်သိခံနိုင်တယ်သစ္စာဆိုတာကလေပုဂ္ဂိုလ်တ attva မှသိဆုံးနေတဲ့သဘာဝဓမ္မအစစ်ကိုစူးစိုက်သိနိုင်မြင်နိုင်စွမ်းတဲ့တရားပဲဘုရားအလောင်းတော်တို့ဟာဘုရားသူပန်းတယ်ဆိုတာတ attva တို့ရဲ့အကျိုးစီးပွားကိုဆောင်ရွက်နိုင်ခွင့်ကိုတောင်းကြပါဒီတ attva တို့ရဲ့အကျိုးစီးပွားကိုရွတ်ဆောင်နိုင်ဖို့ပါရမီတော်အနည်းကိုဖြစ်ဖြစ်နေတဲ့ကာလမှာပဲဒီတ attva တွေကပြည့်မှန်းလာခဲ့ရင်လေပုဂ္ဂိုလ်တ attva မှသိဆုံးနေတဲ့သဘာဝဓမ္မကိုမြင်နိုင်စွမ်းတဲ့အတွက်ကြောင့်ထိုကျေးဇူးနဲ့ပြုသူတွေရဲ့ကျေးဇူးကိုပင်ပြုတော်မူရှိတယ်ဒီလိုတ attva တွေရဲ့ကျေးဇူးနဲ့ပြုခြင်းကိုခံယူတော်မူတယ်ဥပမာဆောင်ရလို့ဆိုရင်ဗန္ဓိယဆက်ကိုကြည့်ပါအရှင်ဒီဝရလောင်တုံနာကြီးကတောထဲမှာမျက်စိလဲပြီးထုတ်ထင်းစံတယ်ဘုရားလုံးဗန္ဓိယမြောင်မင်းကဘာလို့လဲထုတ်ထင်းကနေ
ဆုဆောင်ခဲ့တဲ့ပြီးဒီလိုကဲတင်ပြီးတဲ့နောက်မှာသင်္นานကလို့ချိုးပုံနာရဲ့ရင်ခွင်မှာပန်းပြေတသိမ့်နဲ့သိချ၍အိတ်သက်တော်မူသည်ဒေဝဒအလောင်းသူနာကဘာလို့လဲနန္ဒီယမြောက်မင်းရဲ့ခေါင်းကိုတုပ်တုံးနဲ့ထုလက်တဲ့ဒီတန်တဲ့ကြောင့်သိသိချင်းချင်းစခဲ့ကြတော်ကြလည်းပဲအမြင့်မထက်တဲ့စစ်သားဆင်းသည့်စတဲ့သားရဲတို့ရဲ့ဘေးမှမေးရလူတို့ဌာနေသွားရဖို့စစ်ပင်တပင်မှတပင်ခုလျက်သိတဲ့ပြလမ်းပြပြီးတောဝရောက်အောင်ကဲတင်ခဲ့တာကိုကြည့်လို့ဆိုရင်ပေါ့လေလောကမြင်ရရှိနန္ဒီယရောက်ပြီးအနေနဲ့ခံရတယ်လို့မြင်ကြတယ်သစ္စာတရားရှိတော့ကကြည့်လို့ဆိုဒီလိုခံရခြင်းစီပဲတတ္တဝါတို့ရဲ့အကျိုးစီးပွားကိုရက်ဆောင်နိုင်တဲ့တပ္ပိညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်ဖြစ်တော်မူဖို့ဒီခံခြင်းခန္ဒီပါရမီကိုဖြည့်တင်ရတာလေလို့ဘုရားအလောင်းတော်ဘက်ကတော့ဒီလိုပဲမြတ်စွာဘုရားပြခဲ့တယ်။ဒါတော့ဒီလိုပဲဘုံနဲ့ပြည့်တယ်။တကယ်တော့သစ္စာတရားကိုနားလည်ရင်ပုဂ္ဂိုလ်တ attva မှသိသုံးသွားတယ်။အကြောင်းတရားကြောင့်အကျိုးတရားဖြစ်ပေါ်လာဖို့ရတာဖြစ်တယ်ဆိုတဲ့သဘာဝဓမ္မကိုသိရင်ကြည်စမ်းနိုင်သွားတယ်။ဒါကြောင့်ပါရမီတွေကိုဖြည့်ဆည်းဖို့ခွင့်လန်းလက်ဝဲပိုင်းပိုင်းရရှိထားတဲ့သူတော်ကောင်းတွေဟာသစ္စာတရားကိုနားလည်သက်ဝင်လည်းဖြည့်ဆည်းနိုင်ကြဖို့လိုပါလေ။သာမန်လူသားတွေရဲ့ဉာဏ်နိုင်စွမ်းလို့ခေါ်တဲ့ဉာဏ်တရားကြားစရာတွေမျှမှားတာအမှန်တရားကိုသုံးဖြတ်ကြပါလေ။ပုဂ္ဂိုလ်တ attva တို့မှသိသုံးနေတဲ့သဘာဝဓမ္မဆိုတာကမမြင်ရမစားရတဲ့လူတွေပါဉာဏ်တရားကြားစရာရဲ့နောက်မှာသင်ရှားတည်နေတဲ့ဓမ္မဘာဝဖြစ်ပါဉာဏ်အောင်ကြည့်နိုင်တဲ့ဉာဏ်ပညာရှိဖို့တော့လိုပါလေမိမိတို့စောင့်ကြည့်ဖို့ရအားထုတ်နေတဲ့ဉာဏကသာခန္ဒီပါရမီဖြည့်ဆည်းပြီးမြောက်ပြည့်စုံနိုင်ဖို့ဆိုတာကဒိဋ္ဌံပါရမီနဲ့ဆံရလက်ခံမှတည်တက်သွားတဲ့သဘောရှိပါတယ်ကောင်းတာကိုလုပ်ဖို့ရည်ရွယ်ထားတော်များလဲမပြည့်ဖြစ်တဲ့နေလာခိတ္တဘယ်လောက်မှသာပြီလဲပြန်စဉ်းစားကြည့်ပါဒါနသီလကိုစောင့်ကြည့်ဖို့ရန်ကြိုးစားရင်နိက္ခမပါရမီရဲ့ထောက်ပံ့ကိုမရတဲ့အတွက်မပြည့်ဖြစ်တတ်တာလည်းရှိတယ်ဒါနမှုသီလမှုနိက္ခမကုတို့ရဲ့ဂုဏ်ကျေးဇူးတွေကိုမြင်နိုင်တဲ့ပညာပါရမီရဲ့ထောက်ပံ့မရခဲ့တာတော့လေဖြစ်နေတယ်စသည်ဖြစ်ပေါ်လေမိမိရည်ထားတဲ့ကောင်းမှုပြုခြင်းကိုမရမနေရအောင်ပြုမယ်ဆိုတဲ့အဋ္ဌံပါရမီဟာသစ္စာပါရမီရဲ့နောက်ဆွေမှာဆံရံထားဖို့လိုလို့ဘုရားရှင်ခေါ်တော်မူခဲ့တာပါဘုရားလုံးတော်ပြုမိတာရှင်ရင်သိဘုရားဖြစ်ဖို့ရန်ဖြည့်တက်လာခဲ့ရတဲ့ကာလကရှည်လန်းလာတယ်ဒီလိုပါရမီတစ်ခုကိုတစ်ခုနဲ့ဆံရံပြီးဖြည့်တက်လာခဲ့လို့ဒီကနေ့ဒီသာသနာတော်ကြီးပေါ်ထွန်းလာခဲ့တာပါဒါကြောင့်မိမိတို့ပြုမယ်လို့ဆံရံထားတဲ့ကောင်းမှုသံသမျှကိုဒိဋ္ဌံပါရမီနဲ့စောင့်ကြည့်ကြဖို့ပြောပါလေပြောခဲ့ပြီးတဲ့ပါရမီတော်တွေကိုပြန်ကြည့်လိုက်ပါဆက်လက်ခြင်းရဲ့ဂုဏ်ကျေးဇူးသိခံခြင်းရဲ့ဂုဏ်ကျေးဇူးတွေကိုသစ္စာနဲ့ရှင်ပြီးပညာနဲ့သင်ခြင်းမြင်သိလို့ရှင်းစွာပြုနိုင်ကြတာပါပါရမီတော်တွေကိုဖြည့်ဆင့်တယ်ဆိုတာသတ္တဝါတို့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့အတွက်ကြောင့်ဖြစ်ပေါ်လာရတာပါဒါကြောင့်ဒိဋ္ဌံပြုပြီးတဲ့အခါဒိဋ္ဌံပြုထားတဲ့အတိုင်းသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုလက်ဆောင်တဲ့မေတ္တာပါရမီနဲ့ဆံရံပေးပါမှပြီးပြည့်စုံစေနိုင်ပါလေဒီနေရာလေးမှာအရင်ကပြောလို့မေတ္တာဆိုတာပါလေမေတ္တာဆိုတာသူတစ်ခုနဲ့ဒုကိုဆိုလာခြင်းပါသူကျိုးရှိတာရှိကြောင်းကိုဆောင်ရွက်ခြင်းပါအကျိုးနဲ့မဖြစ်အောင်ဆောက်ရှောက်ပေးခြင်းပါအကျိုးဆောင်ရွက်ဆိုတာအမြဲတမ်းရနေတဲ့ခွင့်ပဲမဟုတ်ပါဘူးရလွယ်တဲ့သဘောမရှိပါဘူးဘာကြောင့်လဲ
အကျိုးဆောင်ခြင်းဟာစံတင်မှဉာဏ်ပညာကြီးမှဖြစ်နေတယ်အကျိုးနဲ့ရမိကြောင်းကလွယ်ကလေးနဲ့ပြုမိရင်းသက်တယ်ဒါကြောင့်အကျိုးဆောင်ခွင့်ကိုမရနေပါစေအကျိုးနဲ့ရမိကြောင်းကိုငါမပြုဘူးလို့သုံးချက်ပြီးဆောက်ရှောက်တတ်ဖို့လိုပါဘူးသူတစ်ပါးရဲ့အကျိုးကိုဆောင်နေပါလေလို့ပြောနေကြတဲ့သူတွေမိမိတို့ကအကျိုးကိုတကယ်ပဲဆောင်နေကြပါလေလားဆောင်တတ်ကြပါလေလားဒါသိဖို့လိုတယ်နော်သူ့အကျိုးကိုမျှော်လင့်ချက်တစ်ခုနဲ့ဆောင်လေဒါစိတ်နှံတဲ့အကျိုးဆောင်မှုမဟုတ်ဘူးအရာတစ်ခုနဲ့အရာတစ်ခုကိုလည်းလိုနေတာဖြစ်တယ်ဒီလိုမျိုးဖြစ်နေပါဘူးသူ့အကျိုးကိုဆောင်လေမိမိရဲ့အကျိုးဆောင်မှုနဲ့စံတင်တဲ့တုံ့ပြန်မှုတစ်ခုဖြစ်လာတယ်ဒီခါမှာဒီလိုအပေါ်ဘုံသွားအကျိုးဆောင်လို့စိတ်ရှိတော့ဒီလိုဆိုရင်လည်းစိတ်နှံတဲ့အနေကြောင့်ဟုတ်ဘူးမိမိဖြစ်စေလိုတဲ့ပုံစံမျိုးဖြစ်အောင်ပြုတယ်ဆိုတာတော့ပါသူ့မှာရှိတဲ့အရေးချင်းတဲ့သူ့ကိုအကောင်းဆုံးဖြစ်အောင်ကူညီပေးတာကမေတ္တာပါမေတ္တာမှာဉာဏ်နဲ့မရှိပါဘူးမေတ္တာဟာပေးဆက်ခြင်းပါဆက်ယူခြင်းမဟုတ်ပါဘူးမေတ္တာဟာနားယူခြင်းပါမေတ္တာဟာချုပ်ခြင်းမဟုတ်ပါဘူးဆင့်တယ်တဲ့အကျိုးဆောင်သူဖြစ်ဖို့ဆိုတာဥပိ္ပခာရှိပါမှဖြစ်နိုင်ပါလေဥပိ္ပခာဆိုတာကောင်းဆုံးအတိုင်းကိုတင့်တင့်ခံပြီးနောက်မဆုတ်ပဲမိမိဆောင်ရွက်မဲ့သူတစ်ခုရဲ့အကျိုးစီးပွားဖြစ်ရေးကိုသာဒီဇိုင်းမှန်မှန်ဆောင်ရွက်နိုင်အောင်ထောက်ပံ့ပေးနိုင်တဲ့ပါရမီတော်တစ်ခုဖြစ်ပါလေသူတစ်ခုရဲ့အကျိုးကိုဆောင်တော့မယ်ဆိုရင်နားလည်ထားတဲ့ဒါကမိမိရဲ့အကျိုးဆောင်မှုကိုနားလည်တဲ့လူလည်းရှိတယ်နားမလည်တဲ့လူလည်းရှိတယ်လူလားအပ်တဲ့တုံ့ပြန်မှုရှိနေတယ်မလူလားအပ်တဲ့တုံ့ပြန်မှုမျိုးလည်းရှိနေပါလေလူလားအပ်တဲ့နားလည်မှုတုံ့ပြန်မှုတွေကိုရရှိလို့ဝမ်းသာစေလို့လုံမဖြစ်တဲ့လို့မလူလားအပ်တဲ့မနာလည်မှုတုံ့ပြန်မှုတွေကိုတွေ့ရလို့လည်းမတုံ့လို့တက်ပါဘူးစက်တင်တဲ့အကြောင်းတရားတွေဟာအမှောင်တုဘုံမှန်ခံထားရတဲ့သတ္တဝါတွေကိုအကျိုးဆောင်ရတာဖြစ်လို့မလိုလားအပ်တဲ့တုံ့ပြန်မှုတွေကကြုံကြရမှာဒီလိုခါမျိုးမှာကောင်းဆုံးလက်တံကိုတင့်တင့်ခံနိုင်တဲ့ဥပိ္ပခာနဲ့မေတ္တာကိုဆက်ပြီးထားနိုင်ဖို့လိုတယ်မိမိရဲ့အကျိုးဆောင်မှုကိုလက်သက်ခံအားရစေနှပ်သူတဲ့ပုဂ္ဂိုလ်တွေကိုတော့လေငါပြောရင်သူတို့နားထောင်ပါပဲတသနတ်ကြီးမြင်လို့မရဘူးတတ္တဝါတွေကမိမိလိုဘမပြည့်ဘူးဆိုရင်နိုင်နေကြဆန့်ကျင်ဘက်ပြုတတ်တဲ့သဘောရှိတယ်ဒါကြောင့်ပုဂ္ဂိုလ်ဦးကြီးကိုယ်တော်မှအကျိုးဆောင်တဲ့နေရာမှာပြောတဲ့တဲ့အချိန်ပြောတဲ့နေရာပြောတဲ့အကြောင်းဟုတ်မဟုတ်ကိုသိသိပြီးဆောင်ရွက်ကြရတယ်အကျိုးဆောင်မှုကိုနားမလို့လက်မခံနိုင်သေးတဲ့ပုဂ္ဂိုလ်ကိုတွေ့ရင်သူ့ပေါ်မှာမေတ္တာမပြတ်တဲ့ဘူးမိမိရဲ့အကျိုးဆောင်မှုကိုလက်ခံနိုင်တဲ့အခြေအနေသူ့မှာမရှိသေးဘူးဆိုလို့အချိန်ရောက်ရင်သူ့အကျိုးကိုငါဆောင်ရွက်ဖို့မယ်ဆိုတဲ့စိတ်ထားနဲ့ဒီသူကိုဥဒိက္ခာပြုပြီးမိမိလျှောက်ရမယ့်အကြီးကိုဆက်ရှောက်နိုင်အောင်ကြိုးစားရမယ်ဘုရားရှင်တို့ရဲ့သုံးသူနှလုံးလိုသင့်တယ်နော်ဘုရားရှင်ဟာတတ္တဝါတူကိုကဲချစ်တော်တယ်ဆိုရင်ဣန္ဒြေရင့်ကျက်တဲ့အချိန်ကိုဆောက်ပါမယ်။ဒါဟောတဲ့တရားကိုလက်သိခံနိုင်တဲ့လူဖြစ်ပြီလားလို့သုတ်တိုင်းရှင်းပါမယ်။ဒါကြောင့်အကျိုးဆောင်ခြင်းမှာအကျိုးဆောင်လို့တဲ့လောဘကိုသိဖို့ပြီးအချိန်အခါရောက်မှပြောမယ်ဆိုတဲ့သုတ်တိုင်းရှင်းသဘောကိုညားစွာကောင်းနေတယ်။ပြောတဲ့အချိန်ဟုတ်တယ်ပြောမိဘူး။ပြောတဲ့နေရာမဟုတ်ရင်ပြောမိတယ်။ပြောတဲ့စကားမဟုတ်ဘဲနဲ့ပြောမိဘူး။ဒါအကျိုးဆောင်မှုနဲ့မတွန်းနေခြင်းပညာဉာဏ်နဲ့ခြင်းလို့ဆိုရပါတယ်။ဒါကြောင့်ဥဒိက္ခာမဖြစ်မေတ္တာကြီးတတ်တဲ့ဆိုရင်တဏှာလောဘရဲ့အစိတ်ပတ်မှုကိုခံစားရတဲ့အယောင်ဆောင်မေတ္တာမျိုးဖြစ်သွားတတ်ပါလေ။
ဒါကြောင့်မေတ္တာပါရမီရဲ့နောက်ဆုံးမှာဥပိ္ပခာနဲ့ခြံရံထားဖို့မြတ်စွာဘုရားဟောကြားတော်မူခဲ့ခြင်းဖြစ်ပါလေ။ဒါကြောင့်မိမိတို့ပြုသမျှပြောသမျှဖြည့်စွမ်းသမျှသောအမှုကိစ္စတွေ့ရှိငယ်တို့ကိုဒါနပါရမီသီလပါရမီနိက္ခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီဒိဋ္ဌာနပါရမီမေတ္တာပါရမီဥပေက္ခပါရမီဒီဟုသောသေသောပါရမီတော်တို့ဖြင့်တင့်တယ်အောင်စီမံပြုပြင်လျက်ပါရမီတို့ကံစိန်သူဖြင့်သာဝတိတေတွေ့နှင့်သူနိုင်မမီငြိမ်းကြီးနှင့်အေးကြီးအေးရာနိဗ္ဗာန်သို့ရောက်ရှိကြောင်းကောင်းမြတ်သည့်ထောက်ပံ့သည်သင်စစ်မသွေဖြစ်ပါစေတည်းဒီတရားတော်ကိုနာကြားကြနာတော်သူတို့ကိုတရားဟောသူနှင့်အစမတင်တန်တရားခီးပါအမိဖစောခေလူတဲ့သူတွေသာသမိအဖြစ်စောခေလူတဲ့သူတွေညီကိုမောင်နှမအဖြစ်စောခေလူတဲ့သူတွေကဖြစ်ကြပါရဲ့ဒုဘောတူကျေးဇူးရှိဘူးတဲ့လူတွေသာဖြစ်ကြပါရဲ့ပြစ္ဆုတ်ဗံဘဝကြောဆက်ကြတဲ့မိအဖသေမျိုးသားချင်းတွေကတော့အနိကဆုံးကျေးဇူးရှိသူတွေခေါ်ရမှာဖြစ်တယ်ကျေးဇူးရှိ၍ကျေးဇူးကိုသိရသူတွေဖြစ်ကြပြီးကျေးဇူးတရားကိုတရားနဲ့အညီဆက်နိုင်ကြပါစေလို့ဆန္ဒပြုရင်အားလုံးနဲ့တရားသိကြလို့ယံပတ္တကုသလံတတ္တအာနုဘာဝိဒသာတိနောတပိတတ္တမရာဇသညတ္တဝဓမ္မဒုက္ခဝဟဘာဗုဒ္ဓတုဝိသုဒ္ဓာယဒုက္ခာယပฏิပတ္တိယအာသောကမနုပါယသာနိဗ္ဗာနဒုက္ခမုဋ္ဌံနေယတရားဟောတရားနာဟုခေါ်ဆိုအပ်သောတပိတော်သည်ယံကုသလများမြောက်လာသောအရှင်ကုသိုလ်ကိုသတ္တံဧကံဆက်ဆရောက်အပ်ရအပ်သည်တတကုသလသာများမြောက်လာသောထိုကုသိုလ်ဤအာနုဘာဝေနတကုရှိန်သောအာနုဘောဓံသတ္တိရှင်းမေဥဒ္ဒုံလုံးစုံကုန်သောဘာဏီနောတက်ရှိကြသောသတ္တဝါတို့သည်သတ္တမရာဇတတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားသည်ဒုက္ခဝံလူလနိဗ္ဗာန်သုံးတန်သောချမ်းသာစကုလက်ရောက်ရအောင်ရသောပိသချတော်ဓမ္မဩဘောမိညောင်းတရားကောင်းကိုမြတ်စွာအမှန်တိုင်းကြည်မြင်ကြ၍ဝိသုဒ္ဓာယကာမတုကလိကအတ္တခိလမတလက်ဖြာသောအယုတ်တရားတို့မှာဝိထာကင်းွယ်ဆန့်ရှင်းစင်ကြယ်သောဒုက္ခရာလေကုသန္တာစွာသောပฏิပတ္တိယအရှင်ကြီးကပြုစေလာသာမြင့်ဒီမှာပฏิပတ်အရှင်မြတ်ဖြင့်အာတောကတို့ရင်သူဆွေရခြင်းလင်းမရှိထသောအနုပါယတာဥပါယတာအလောင်းရိုက်သေးလည်းမရှိထသောဟုတ်တမန်မြင့်မြတ်ကဲ့သို့သာလုံးစွာသောနိဗ္ဗာန်ဒုက္ခနိဗ္ဗာန်ကြီးဟူသောသံဃာတို့ဘာဗုဒ္ဓတုဆက်ရောက်နိုင်ကြပါစေကုန်သတည်းဤဓမ္မေပုညံအပဝကယဝံဟောတုဤဓမ္မေပုညံနိဗ္ဗာန်သာပစ္စယောဟောတုမမပုညဘာဂတဗ္ဗသတ္တနာမာတိမိဒေတပိမိသမံပုညဘာဂတဗ္ဗတုမေတပိတော်ဤဓမ္မပုညဤနေ့ဤယတပြုလို့ရသောကောင်းမှုကုသိုလ်သည်အာတဝေခယဝံအာတဝောတရားတို့ဤကုံရာနိဗ္ဗာန်သို့ဆောင်နိုင်ပြီးဟောတုဖြစ်ပါစေတည်းမေတပိတော်ဤဓမ္မပုညဤနေ့ဤယတပြုလို့ရသောကောင်းမှုကုသိုလ်သည်နိဗ္ဗာန်သာနိဗ္ဗာန်သို့ရောက်ခြင်းဤဣသယောအကြောင်းသောပတ္တိဟောတုဖြစ်ပါစေတည်းမမတပိတော်ဤ
ဘုံများပါကဤနေရ၌ပြုလို့ရသောကောင်းမှုကုသိုလ်ဤဖို့ပါကကိုသဗ္ဗတတ္တနာခသိင်္ဂုံသောတတဝါတို့အားသာသေနိမြပိဝေပါ၏ဒီတပိထိုတတဝါတို့သည်မေတ္တိတော်နှင့်ဓမ္မံသတ္တုထမြဘုံများပါကကောင်းမှုကုသိုလ်ဤဖို့ပါကကို၎င်းသူရရှိကြပါစေကုန်သတည်း